ဖြတ်ကြီး၄ဖြက်ကျွန်တော်ဒီနေ့ပြောပြမှာဝိတ်ချဖို့အတွက်ဖြတ်ကြီး၄ဖြက်ကောင်းတဲ့ဖြတ်ကြီး၄ဖြက်လားမကောင်းတဲ့ဖြတ်ကြီး၄ဖြက်လားဆိုတာတော့ဗီဒီယိုအဆုံးထိကြည့်လိုက်အဖြစ်ပေါ်သွားလိမ့်မယ်ဟုတ်ပြီကျွန်တော်ပထမဦးဆုံးဝိတ်ချတော့မယ်ဆိုစဖြတ်တာကထမင်းဘာလို့ထမင်းဖြတ်ကြလဲကျွန်တော်ယနေ့တည်းကိုမသိထမင်းဖြတ်လိုက်ပြီဆိုလို့ရှိရင်ဝိတ်ကြပါတယ်ထမင်းကကျွန်တော်တတလုံးမစားတော့ဘူးလားမစားတော့ဘူးဆိုရင်တော့ yes it's okay အပီးဖြတ်ပလိုက်ကျွန်တော်တို့ Facebook မှာ Sally တယောက်ရှိရတယ်မွေးကလေးကထမင်းမစားဘူးရင်းထိလည်းထမင်းမစားဘူးသူနေနိုင်တယ်အပြစ်ပြောစရာမရှိဘူးเนาะသူ့လိုဖြတ်နိုင်ရင်ဖြတ်ပလိုက် it's okay အဲဆို weight management လုပ်လို့ရတယ်နောက်တစ်ခုကရေဖြတ်တာတကယ်ရေဖြတ်တဲ့အုပ်စုပေါ်လာပြီရေကိုတာမန်ထက် short တောက်လို့ရှိရင် appetizer လို့ခေါ်တယ်စားတောက်ချင်တဲ့စိတ်လည်းရောကြနိုင်တယ်လို့ဝိတ်လဲကြစေတယ်ဆိုပြီးတော့စလုံနေတဲ့သူတွေရှိတယ်ဘာအတွေးနဲ့လုံလဲတော့ကျွန်တော်မသိဘူးလုံလဲစမ်းလည်းမစမ်းကြည့်ဘူးเนาะစမ်းကြည့်ဖို့လည်းအစီအစဉ်မရှိဘူးထမင်းဖြတ်တာလောက်ထိကစမ်းကြည့်ဘူးတယ်ပြန်ဝတာပဲရေဖြတ်တာကြီးကတော့ကျွန်တော်တို့ကတော့ body building စင်ပေါ်တက်ပြိုင်ဖို့ muscle တွေ definition ပိုကောင်းဖို့ရေလျှော့တာလောက်မျိုးကပ်လုပ်တယ်လောက်တာလောက်မျိုးကိုဆိုရင်လက်ခံသေးတယ်အခုခါကြီးကဝိတ်ကြဖို့ရေဖြတ်တာကြီးက nonsense အထိပ္ပယ်မရှိဘူး okay နောက်ထပ်ပြတ်တာကထမင်းရောကြံတဲ့ဟာတွေရောဖြတ်ပြီးတော့အစီကိုပဲစားခိုင်းတာဘာလဲဆိုလို့ရှိရင် keto diet keto diet ကလည်းပြောရမှာဆိုလို့ရှိရင် fat တွေကိုစားပြီးတော့ fat ကိုခြေဖြတ်မယ်ဆိုတဲ့ပုံစံနဲ့သွားတာအဆုံးသတ်မှာအကြောင်းမလားတော့အသေးအစီဖုံးတာတွေဖြစ်ကုန်တယ်ပေါက်တကယ်အစီတွေရှောက်စားတာပေါ့ဗျာအရေကုန်တွေရောဝက်စီတွေရောကြက်စီတွေရောအမဲစီတွေရောစားတော့နီးစနစ်မကြတဲ့အခါကျတော့တော်တော်များများအသေးတွေအစီဖုံးကုန်ကြတယ်အဲ့ဒါပြန်ကူရတာပေါ့ဗျာနောက်ဆုံးတစ်ခုကကျတော့အကုန်ဖြတ်တာအစီလည်းဖြတ်တယ်ထမင်းလည်းဖြတ်တယ်အသားလည်းဖြတ်တယ် fasting ကိုလုပ်ချပလိုက်တာအဲ့တော့ဟုတ်ပြီအရှင်းမှာဖြတ်သွားတဲ့၃ခုလုံးက nonsense အထိပ္ပယ်မရှိဘူးဆိုပေမဲ့နောက်ဆုံးမှာဖြတ်တဲ့ fasting ကကျတော့အထိပ္ပယ်ရှိတယ်ဘယ်လိုကြီးလဲ तू ကဘာမှမစားရတာလေအရှင်းမှာစားတဲ့ဟာတွေကြတော့ကာဗွန်ဟိုက်ဒရိတ်ပဲမစားဘူးထမင်းမစားရလေကျန်တဲ့အသီးရွက်တွေစားတယ်မဟုတ်ဘူးလားဟုတ်တယ်ဒုတိယမှာဆိုရေပဲမတောက်တာလေထမင်းစားရလေမဟုတ်ဘူးလားဟုတ်တယ်တတိယမှာဆိုလို့ရှိရင်အစီတွေစားရလေအသားတွေစားရလေဟိုဒီကာဗွန်ဟိုက်ဒရိတ်ကိုပဲမစားရလေမဟုတ်ဘူးလားဟုတ်တယ်နောက်ဆုံးတစ်ခုကြမှာဘာမှမစားဘဲနဲ့အဲ့ဒီတစ်ခုကိုဘာလို့ခမည်းဆိုကျွန်တော်ပြောပါတော့ prefer ဖြစ်ရတယ်လို့ပြောရတာလေအဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့က fasting လုပ်လိုက်တာခန္ဓာကိုယ်ကိုခဏတာ break လုပ်လိုက်တာသူ့ရဲ့ organ တွေလဲပတ်နေတာကိုအစားတွေပေးပြီးတော့လုပ်ငန်းဆောင်တာတွေလုပ်နေတာနဲ့ခဏအနာပေးလိုက်တာအဲ့တော့ရှင်းလက်ဗျာဘာမှမစားထားရင်ခန္ဓာကိုယ်ကဘာမှတိတ်လို့စရာမရှိဘူးသွေးလက်ပတ်မှု system respiratory system တွေပဲရှိတယ် hormonal system တွေကတော့မပြောတော့ဘူးပေါ့ဗျာအများကြီးတွေထိုင်ပြောနေရမှာဆိုတော့အဲ့တော့ဒီ system တွေတော်တော်များများကို break down လုပ်ပြီးတော့ခဏအနာပေးလိုက်တာဖြစ်တယ်ဆိုတော့ခန္ဓာကိုယ်က metabolic rate တက်လာတယ်အဲ့တော့ metabolic rate တက်လာခြင်းကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကအစီကြခြင်းလုပ်ငန်းစဉ်ကိုဝင်ရောက်ကူညီပါဝင်ပတ်သက်ပေးတယ်။မာဆယ်လည်းကျသွားသလားဆိုတော့မကျသွားဘူး။ဘာလို့လဲဆိုတော့ fasting ပြီးတဲ့နောက်မှာတင်မျှတာတဲ့ diet meal ကိုမှီဝဲမှာမဟုတ်လို့ fasting လောက်တာပဲလူတွေကမြင်တာဘာမှမစားတာပဲကိုလူတွေကမြင်လိုက်တာကျွန်တော်ပြောတဲ့စကားအသွားလာမှာလဲဘာမှမစားတာကိုပဲလူတွေကကြားလိုက်တာအဲ့ဒီ fasting လုပ်ပြီးနောက်ပိုင်းမှာပြန်လဲဖြည့်တင်းမဲ့ဟာက balance nutrition ဖြစ်နေလို့ရှိရင်ခမားရဲ့ power ကတဟုန်တို့3တိုင်းပဲအဲ့ဒါကြောင့်အရှိမဖြတ်တဲ့ထမင်းဖြတ်တာတွေရေဖြတ်တာတွေထမင်းရောကျန်တဲ့အရာတွေရောဖြတ်ပြီးတော့အစီပဲသုံးဆွဲတာတွေကလမ်းလွှဲနေတယ်လို့ခံစားနေရပြီးဘာမှမစားပဲအကုန်ဖြတ်ပြီးတော့ပြန်စားတဲ့အချိန်မှာ fasting ဆိုတာကျွန်တော်တို့တသက်လုံးလုပ်ရတာမဟုတ်ဘူးတရက်မှာ16နာရီတော့မဟုတ်18နာရီတော့မဟုတ်နာရီ20လောက်လုပ်ရတာဟိုပြန်စားတဲ့အချိန်တစ်ချိန်ရှိကိုရှိတယ်အဲ့ပြန်စားတဲ့အချိန်တစ်ချိန်မှာကျွန်တော်တို့ကတင်မျှတာတဲ့အသားဓာတ်နော် carbohydrate fat fiber
ဒါတွေ micronutrient တွေ macronutrient တွေကိုပြန်လဲဖြည့်တွင်းလိုက်တာဖြစ်တဲ့အတွက်သိကြပါကျွန်တော်တို့ဟာ fasting လုပ်ပြီးနောက်ပိုင်းမှာအငတ်ခံခြင်းကြောင့်ကျသွားတဲ့အငတ်ခံခြင်းကြောင့်ရသွားတဲ့ metabolic rate အမြန်နှုန်းတွေကဒီဘက်မှာ balance nutrition နဲ့သွားချိတ်လိုက်ခြင်းကြောင့်သိကြပါအစီတွေပိုကျလာပါတယ်အဲ့ဒါအောင်မှကျွန်တော်တို့က fasting လုပ်ပြီးနောက်ပိုင်းအနားယူပြီးနောက်ပိုင်းမှာ training မှာပေါင်းဆက်လိုက်မှာဆိုရင်တကယ်ကိုကောင်းမွန်တဲ့ခန္ဓာကိုယ်တစ်ခုကိုခင်ဗျအမြန်ဆုံးရပါလိမ့်မယ်အဲ့တော့ weight အမြန်ချဖို့ဘာလုပ်ရမလဲမသိရင် fasting လုပ် weight ထိန်းထားခြင်းနဲ့စမတက်ချင်ဘူးဆိုရင်ဘာလုပ်ရမလဲဆို fasting လုပ်ကျော်သားတွေကြီးလာတာကတနေရာမှာရက်တန့်သွားပြီဆိုလို့ရှိရင် fasting လုပ် weight ကတော့တက်နေပြီဆရာကြီးဒီ weight ကနေစမကြတော့ဘူးဆိုရင် fasting လုပ်ကြံတဲ့ကိစ္စတွေတော်တော်များများမှာ fasting ကအသုံးဝင်တယ်နောက်ဆုံးကျွန်တော်သတိလေးပေးချင်တာအဆိုင်ယောဂတဲ့ရဲ့နာမကျန်းဖြစ်နေတဲ့သူရဲ့ကိုယ်ဝင်ဆောင်မိခင်တွေမှလွဲပြီး fasting လူတိုင်းလုပ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ comment box အောက်မှာ MA ဆိုတာလေးမှန်းခဲ့ပေးစီချင်ပါတယ်နောက်ဗီဒီယိုအသစ်တွေမှာဘာတွေထပ်ပြောဦးမလဲဘာတွေထပ်ပွားဦးမလဲဆိုတာသိရဖို့ကျွန်တော်ရဲ့ TikTok channel လေးကို follow လုပ်ပေးခဲ့ဖို့အားလုံးတောင်းဆိုပါတယ်ကျေးဇူးအများကြီးတင်ပါတယ်